ရှာတော်ဖျားမွက်ချချင်းမြင့်တော်မူမိတင်းညာနှင့်ကာလအထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လင်း၍ဩဝါဒအနုမောဒနာတရားနာယူကြီးညိုကြပြီးယနေ့လူဒန်းမှုအစူးစုတို့ကိုရေဆက်တွန်းချအမျှပေးဝေကြလိုသည်ဖြစ်ပါ၍ဩဝါဒအနုမောဒနာတရားနှင့်ရေဆက်ချတရားဟောကြားချင်းမြင့်ဆုံးမတော်မူပါယံဖျားတပည့်တော်ခြေတော်အစုံဥခတ်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျား1384ခုနှစ်နောက်တစ်ခုလာပြီ9ရက်2023ခုနှစ်ဧပြီလ13ရက်မန္တလေးတိုင်းဒေသကြီးပြုံးလင်းခရိုင်ပြုံးလင်းမြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်စင်ကြမပြုလို့အသည်တကြံတွင်ကာလအထူးတရားပွဲ၌ဟောကြားအပ်သောဘာဝနာလုပ်ငန်းကျောင်းတရားဒေသနာတော်ဒီနေ့မြတ်စွာဘုရားဟောထားတဲ့ဒါနသီလအဝနာလို့ဆိုတဲ့ဘာဝနာလုပ်ငန်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းနေပြီးတော့ဟောကြားပြပါဘာဝနာဆိုတာမြတ်သိနေတဲ့ကမ္မထမ်းပါပဲဘာဝနာဆိုတာကိုယ်ရင်တဲ့နှလုံးထဲမှာတတိတရားတိုးပွားအောင်လေ့ကျင့်ခြင်းသမာဓိတရားတိုးပွားလာအောင်လေ့ကျင့်ခြင်းအသိပညာတိုးပွားလာအောင်လေ့ကျင့်ခြင်းဘာဝနာဆိုတာဥပ္ပါဒနာဝတ္တနာလို့ဆိုတဲ့အတိုင်းမဖြစ်သေးရင်ဖြစ်အောင်လုပ်တာဖြစ်ပြီးရင်တိုးလာအောင်လုပ်တာဒီနှစ်ခုပဲအဲ့တော့ဘာဝနာလုပ်ကဒါနနဲ့လည်းမတူဘူးသီလနဲ့လည်းမတူဘူးခဏပြောတဲ့ကမ္မထာအာထုတ်တယ်ကမ္မထာအာထုတ်တယ်ကမ္မဌာနဆိုတာကမ္မဆိုတာဒီဘာဝနာလုပ်ငန်းကိုကမ္မလို့ခေါ်ကမ္မဆိုတာလုပ်ငန်းဌာနဆိုတာအာယုအလုပ်တဲ့နေရာမှာအလုပ်ရဲ့ဥဒိကျေဆိုတာရှိတယ်အာယုဆိုင်ရမယ်အချက်ရှိတယ်ကမ္မဌာနဆိုတဲ့စကားလုံးနှလုံးမှာကမ္မဆိုတာအပြောတာလို့ဆိုရင်ဘာဝနာလုပ်ငန်းလုပ်ငန်းဆိုတာမျိုးရှိတယ်လေကုန်ထုတ်တဲ့လုပ်ငန်းလားစာရေးတဲ့လုပ်ငန်းလားဖြန့်ဖြူးတဲ့လုပ်ငန်းလားမျိုးစုံရှိတယ်မယ်ဒီနေရာမှာကမ္မလုပ်ငန်းဆိုတာဘာဝနာလုပ်ငန်းပြောတယ်ဘာဝနာဆိုတာဘာခေါ်ရတော့ကိုယ့်ရင်ထဲမှာတတိသမာဓိပညာမဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်လုပ်ခြင်းအဲ့ဒီလုပ်ငန်းလောကမှာလုပ်တဲ့လုပ်ငန်းတွေမှန်သမျှဥဒိယရှိရအဲ့တော့ဘာဝနာလုပ်ငန်းရဲ့ဥဒိထားရမယ်ဟာကဌာနအဲ့ဒီဌာနဆိုတာဘာလို့ဆိုရင်စိတ်နဲ့စိတ်ဆိုင်နေစိတ်နဲ့ဆိုင်ရမယ်နေရာစိတ်ထားရမယ်နေရာကြည့်ရမယ်နေရာဆိုလိုတာတော့ object အာယုံကိုပြောတယ်နော်ဘာဝနာလုပ်ငန်းရဲ့အာယုံကိုကမ္မထံလို့ခေါ်တယ်ဘာဝနာလုပ်ငန်းရဲ့အာယုံကိုကမ္မထံအဲ့တော့ဘာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေကိုရှင်းရှင်းလေးနားလည်အောင်နားထောင်ကြရမှာပြီးတဲ့အခါကျမှစဉ်းစားဘာဝနာလုပ်ငန်းရဲ့အာယုံဖြစ်လို့ကမ္မထံဘာဝနာဆိုတာတတိသမာဓိပညာတို့ပါအောင်ပြုလုပ်ခြင်းလို့ဒီပဲရတယ်ဘုရားဘာသာမှာဘာဝနာနှမျိုးခွဲထားတာရှိတယ်သမထဘာဝနာနဲ့ဝိပဿနာဘာဝနာသမာဓိကိုအဓိကထားပြီးတော့တို့ပါအောင်လုပ်တာကသမာဓိဘာဝနာခေါ်တဲ့အခါကျတော့သ
ဆိုတာစိတ်မငြိမ်သက်မှုတွေကိုငြိမ်အောင်လုပ်တာသူရဲ့အထိပ္ပယ်ကစကလုံးသုံးလို့ရှိရင်အဲ့ဒီစကလုံးရဲ့အထိပ္ပယ်နားလည်ဖို့လိုတယ်စကလုံးကလောက်ကံကိုဖော်ပြတာဖြစ်တယ်နော်နားမလဲလို့ရှိရင်လွဲမှာကုန်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်စီပွားရှာတဲ့ကိစ္စပဲဖြစ်ဖြစ်ဘာလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်နားလဲရမယ်နားလဲပြီးလုံးမှာအမှားမှန်ဆိုသိတယ်ဒါကြောင့်သမထဆိုတာမငြိမ်သက်မှုတွေကိုငြိမ်သက်တော့အောင်လုပ်တာသမထဘာဒီမငြိမ်မသက်ဖြစ်နေတယ်ဆိုရင်စိတ်ထဲမှာလောဘဖြစ်နေရင်မငြိမ်ဘူးဒေါသဖြစ်နေရင်မငြိမ်ဘူးတွေးပြီးတော့ပူနေရင်မငြိမ်ဘူးစိတ်ရောက်ရက်ခတ်နေရင်မငြိမ်ဘူးစိတ်အားတွေရောကြပြီးတော့အချင်းထိုင်ပိုင်းနေရင်လည်းဒါစိတ်ငြိမ်ဘူးလို့ခေါ်တယ်တန်တရားဖြစ်နေရင်လည်းစိတ်မငြိမ်ဘူးအဲ့ဒီစိတ်မငြိမ်တဲ့အခြေအနေတွေကိုငြိမ်သက်သွားစေတာကသမထရဲ့အဓိကဥတည်ချက်ကပါတော့သမာဓိဆိုတာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုကြာကြာထားတာဟိုအာယုဒီအာယုမရွှေ့စေပဲနဲ့လူရဲ့စိတ်ဟာမြောက်နဲ့တူတယ်မြောက်ဆိုတာဒီတကိုင်းဆွဲကိုင်းလိုက်လွတ်လိုက်ဟိုတဲ့ကိုင်းဆွဲကိုင်းလိုက်လွတ်လိုက်ဟိုခုန်ဒီခုန်သွားနေတာအငြိမ့်မနေဘူးပြောတာနော်တကိုင်းအမြဲတမ်းကိုင်းထားတာမဟုတ်ဘူးဒီတကိုင်းလွတ်လိုက်ဟိုတဲ့ကိုင်းကိုင်းလိုက်နေတကိုင်းနေပေါ်မှာခုန်လွှားနေတာစိတ်ကလည်းထို့တူပဲဒါကိုအာယုပြုလိုက်ဟိုဟာကိုအာယုပြုလိုက်နေစိတ်တွေကခုန်ကြောပြန်လွှားမငြိမ်မသက်ဖြစ်နေတာအဲ့ဒါကိုငြိမ်တော့အောင်လုပ်တာသမထလို့ခေါ်တယ်ဒါကတခုနော်သမထကစိတ်ငြိမ်ဖို့အဓိကထားတယ်ဒုတိယဘာဝနာဆိုတာဝိပဿနာဆိုတာမြင်ရမြင်စဉ်မြင်တာမဟုတ်ပဲနဲ့ဝိဆိုတာထူးထူးခြားခြားပဿနာမြင်တာကိုယ်မြင်ဟာ different vision ပေါ့ဆိုလိုတာထူးခြားတဲ့အမြင်ဝေပြခြားနာတဲ့အမြင်ဒါပြင်ဘယ်လိုဝေပြခြားနာတာတော့ဆိုရင်တာမန်ပုဂ္ဂိုလ်တွေကပြောမယ်ဆိုရင်သူတို့ထင်တယ်ငါတို့ထင်တယ်သရဝါလို့ထင်တယ်လူလို့ထင်တယ်နတ်လို့ထင်တယ်အရာဝတ္ထုတွေလို့ထင်တယ်အဲ့ဒါရိုးရထင်မြင်ချက်ပဲအဲ့ဒီရိုးရထင်မြင်ချက်နဲ့မတူဘူးငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးယုံနဲ့နတ်နဲ့နှစ်ခုသာရှိတယ်လို့မြင်တာအဲ့ဒါထူးခြားတယ်မြင်သူများနဲ့မတူတဲ့မြင်နောက်တစ်ခုကအများကမြဲတယ်ခိုင်မာတယ်လို့မြင်တယ်ဝိပဿနာနဲ့ကြတော့မမြဲဘူးမခိုင်မာဘူးလို့မြင်တယ်အများမြင်တာကချမ်းသာတယ်လို့မြင်တယ်ဝိပဿနာမြင်ကြတော့ချမ်းသာတာမရှိဘူးဒုက္ခပဲဖြစ်တယ်အများမြင်တာကကိုယ်လို့ရင်ဖြစ်တယ်လို့ကိုယ်လို့တိုင်းဖြစ်တယ်လို့မြင်တယ်ဝိပဿနာကြတော့ကိုယ်လို့တိုင်းမဖြစ်ဘူးလို့မြင်တယ်အဲ့ဒါ different vision ကျန်တာတွေကိုစัจ မဲ့မြင်တာတွေအကုန်လုံးဝိပဿနာပြောတာမဟုတ်ဘူးနော်စကလုံးဆိုတာကတ္တချက်ရှိတယ်အများမြင်နေတဲ့အတိုင်းမမြင်မနဲ့ထူးထူးခြားခြားပြန်တာသို့တော့စာပေကျမ်းကနေမှာဝိပဿနာရဲ့အထိပ္ပယ်ကိုဖွင့်တဲ့အခါမှာဝိဝိတိဟိအာကာရိဟိအနိစ္စတိလက္ခဏိပတ္တနာဝိပဿနာအနိစ္စဒုက္ခအနတ္တဆိုတဲ့ထူးခြားတဲ့ပုံစံမျိုးနဲ့ရှုံနဲ့နေပေါ်မှာရှုမြင်တယ်လို့ပြောတာအနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်ဒါကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့ဒီဝါလေးတွေကိုပထမသိအောင်မသားကြအောင်ဖြစ်တယ်ဘယ်စကားလုံးပဲဖြစ်ဖြစ်သူကသူ definition ဆိုတာရှိတယ် define လုပ်ရတယ်ဒါအကန့်အသတ်နဲ့ပြောတာဥပဒေတွေဘာတွေဖတ်ဖို့ရမလားနိုင်ငံတော်စီမင်းဆိုရင်
နိုင်ငံတော်ဆိုသည်မှာစီမင်းဆိုတာပါတည်တည်ချာချာကန့်တတ်တာဒါစကလုံးရဲ့ကျေဝမှုကိုကန့်တတ်ပေးတာအခုလည်းပဲကမ္မထာလို့တယ်ဆိုတာကမ္မထာအာယုကမ္မထာဆိုတဲ့အတိတ်ပဲဒီအလုံးဟာသူကသူကန့်တတ်ထီပေါက်မှုမကြော်ရဘူးလို့ဆိုလို့တယ်နော်အဲ့တော့ဒါကဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အတိတ်ပဲအားလဲအောင်ပြအေးဓမ္မပြေမှာကမ္မထာပြတာလေရွေးရှိတယ်ဘယ်ကမ္မထာမဲ့ပြပိဋကတ်သုံးပုံနဲ့ပါရဖြစ်ရမယ်နော်ပိဋကတ်သုံးပုံနဲ့ညီရမယ်မညီဘူးဆိုလို့ရှိရင်တော့ဒါကဘုရားဟောတာမဟုတ်ဘူးပေါ့ဆိုလိုတာကအဲ့ဒါလေတတိထားကြရမှာဖြစ်တယ်ပေါ့အနုဘုဆိုလို့ရှိရင်ဟိုဘုန်းကြီးကတမျိုးဟောတယ်ဒီဘုန်းကြီးကတမျိုးဟောတယ်ဆိုတော့စိတ်ထဲမှာစဝေးစောအရေးဖြစ်လာတယ်အဲ့တော့စံထားစရာပိဋကတ်သုံးပုံရှိတယ်ဘုန်းကြီးတို့ခေါ်မဲ့ဟာကစာအုပ်နဲ့စာထမ်းပြီးတော့စံထားတဲ့အတိုင်းရှင်းပြမှာပဲဖြစ်တယ်နော်ကိုတွေ့ကမ္မထာဆိုတာပြုတ်မပြောဘူးဘုရားတွေ့တယ်ကမ္မထာမပြောနော်တခါတည်းအကြည့်ပေါ့ရွှေကုန်းဘုရားပေါ်ပဲတက်ကြည့်ကိုတွေ့ဆိုတာပြောပြတော့မဟုတ်ရွှေကုန်းဘုရားအကြောင်းသမိုင်းစာအုပ်ကိုဖတ်ထားတယ်စာတွေ့ဘယ်ဟာကပြည့်စုံတယ်လဲတွေ့ကြည့်လိုက်လေကိုတွေ့ကပြည့်စုံတာလားစာတွေ့ကပြည့်စုံတာလားစာရဲမှာပြည့်စုံအဲ့ကိုမြင်တာပဲပြောတာမမြင်တာတွေအများကြီးပဲဟုတ်တယ်မလားဟိုဆိုလိုတာကကိုတွေ့ဆိုတာကိုလူတွေကအထင်ကြီးကြလို့ပြောတာထင်ကြီးနဲ့သူတွေ့ကိုတွေ့ဆိုတာဟုတ်ချင်ပါလေဟုတ်ဒါကဖះဟောထားတဲ့အတိုင်းပဲမှန်ဟုတ်တယ်မလားကိုတွေ့တယ်ဆိုတာကိုမြင်တာပြောတာလေကိုမမြင်တာတွေကညာကြီးပဲကိုခဏကိုတော့ကိုနောက်စီကိုမြင်မှမမြင်ကိုတည်းရဲ့နောက်ချမြင်မှမမြင်ဟုတ်တယ်မလားကိုမတွေ့တာတွေညာကြီးအဲ့တော့တွေ့တာသာအမှန်မတွေ့တာအမှားလို့ပြောရင်ရောမှန်မလားမှန်ဘူးအဲ့ဒါကြောင့်မလို့ဆိုလိုတာကအခုစားရဲပြီးတယ်မှာပိဋကတ်သုံးပုံဆိုထားတဲ့ဟာကိုရှင်းပြီးတော့ဟောမှာပေါ့နော်ရှင်းပြီးတော့ဟောတဲ့အခါမှာတခြားပုဂ္ဂိုလ်တွေဟောတာနဲ့မတူတာရှိရင်ကွယ်လွဲနေတာရှိရင်တော့ဒါသူကတမျိုးဟောတာပဲသူကတမျိုးဟောတာပဲဒါမှတ်ထားကျင်းစရာမဟုတ်ဘူးသူဟာမှမနဲ့ငါမှနဲ့မငင်းနဲ့ဘယ်တော့မှမငင်းနဲ့မြတ်စွာဘုရားလည်းငင်းအကုသိုလ်ပဲဖြစ်တယ်ကိုချိုက်တာကိုလို့လောကကြီးကကိုချိုက်တာကိုလို့ကြတာပဲမဟုတ်လားကိုသွားခြင်းနဲ့လမ်းသွားလိမ့်မယ်ဒါရှိသွားငင်းမနေနဲ့သူပြောတာကတမျိုးပဲစာရဲရှိတာဒီလိုရှိတယ်ဘုန်းကြီးကပြောမှာတော့စာရဲရှိတာပြောနော်စာရဲရှိတာကိုနားလဲအောင်ရှင်းပြပါဘာလို့လဲဆိုရင်ကိုလေးတိစာသင်ထားလို့ဒီအသိရတာလေစာကလာတဲ့အသိဟာလွဲ့တော့တာမရှိဘူးဟုတ်ဆရာတော်ကြီးနှစ်ပါးပြောတယ်ဆိုတဲ့အစင်လာမှတ်သားခဲ့တဲ့စကားလေးတစ်ခုပြောပြမယ်ဗမာပြည်မှာကမ္မထာနဲ့ပတ်သက်ပြီးတော့စာပေနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ဆရာတော်ကြီးတွေအများကြီးရှိတဲ့တဲ့ပဲမုံရမျိုးကလေတီဆရာတော်မန္တလေးမျိုးကမဟာဝိသုဒ္ဓယုဆရာတော်မင်းတို့မလက်ထက်ကမင်းတို့မလက်ထက်ကမဟာဝိသုဒ္ဓဆရာတော်အဲ့ဒီမဟာဝိသုဒ္ဓယုဆရာတော်လေတီဆရာတော်ဆိုတာတခိတဲ့ပေါ်တယ်ပေါ်ပြီးမဲ့လို့ဝိသုဒ္ဓဆရာတော်က9နှစ်ကြီးတယ်လေတီဆရာတော်လည်း9နှစ်လောက်ကြီးတယ်နော်လေတီဆရာတော်ငယ်တယ်လေတီဆရာတော်ကစာရေးလို့ရှိရင်သူစိတ်ကူးတွေနဲ့
ရှိရတယ်ရှိတယ်ဒီပတိတွေဖတ်ကြည့်တွေ့တယ်နော်သူကြိုက်တာလေးတွေထည့်ပြီးတော့ဝိသရောဆရာကြီးကတော့စားတဲ့အတိုင်းပဲရှင်းရေးဒါတဆင်ကြပါဟုတ်တယ်မဟုတ်တာတော့ဘုန်းကြီးကိုယ်တိုင်ကြားတာတော့မဟုတ်ဘူးတဆင်ကြပြောစမှတ်ပြုကြတာပေါ့နော်အဲ့မှာနှစ်ပါးတွေ့တဲ့အခါမှာလေဆရာတော်ကြီးကပြောတယ်ဆရာတော်ကစာရေးတဲ့အခါစာရိုက်စာတဲ့အတိုင်းရေးတာကိုလို့ပြောတယ်အဲ့တော့ဝိသရောဆရာကြီးကပြောတယ်စာတဲ့အတိုင်းမရေးပါကုန်မှာပေါ့ဗျာဒီတခုမှပြောရှင်ပြရေးတာစာတဲ့အတိုင်းရေးနေတာကိုဟောပြောလိုက်တာစာတဲ့အတိုင်းရေးစာဆိုတဲ့အတိုင်းကိုတော့ရေးတာကိုတွေးမပါဘူးဆိုတဲ့အထိပဲပေါ့ကလေးဝိသရောဆရာကြီးကပြောတော့စာတဲ့အတိုင်းမရေးမှာကုန်မှာပေါ့ဗျာအဲ့ဒါသိချစဉ်းစားတာနော်ဟုတ်လားမဟုတ်လားဘာလို့လဲဆိုရင်ဘုန်းကြီးတို့တွေဟာဖះဟောမှသိရတယ်ဖះဟောတဲ့တရားတွေကိုအစင်လာထိမ့်သိမ့်ပြီးတော့တက္ကရာ6တန်တည်ပြီးတော့ထိမ့်သိမ့်ဆွတ်လျှော်လာတဲ့ဖះဟောတဲ့ပါဠိစကားလုံးတွေအတိုင်းသိမ့်ထားတဲ့ပိဋကတ်3ဟုတ်တယ်မလားအဲ့ဒီပိဋကတ်3ပုံမှာအထိပ္ပယ်တွေသူကသူသတ်မှတ်ပြီးသားတွေရှိတယ်ကျန်တယ်အဲ့ဒါကိုမမှတ်သားပဲတော့မသိပဲသိရတဲ့နဲ့ကိုပါကိုထွင်လုံးလုပ်ပြီးတော့ဟောမယ်ဆိုရင်မှားမှာပေါ့ဖះကဒီလိုပြောထားတယ်ကိုကတမျိုးပြောတယ်တခါတော့ကဘုန်းကြီးတို့စီတောင်းတခါကြီးတယောက်လာပြီးတော့ပြောဦးတယ်ကာမတဏဝတဏဝိဘဝတဏဆိုပြီးတော့တဏ3မျိုးကြားဦးကြတယ်နော်အဓိပ္ပာယ်အမှန်ကကာမတဏဆိုတာမျက်စိနာနာလျှာကာယနဲ့မြင်ရတဲ့အာယုန်ဒီပေါ်မှာတွေ့တာတဲ့တဏကာမဂုဏ်အာယုန်တွေကိုတွေ့တာတဲ့တဏကိုကာမတဏလို့ဘဝတဏကြတော့ထာဝရဘဝအပေါ်မှာဘဝကိုထာဝရရှိစေခြင်းနဲ့တဏအဲ့ဒါကိုစာပေကြတော့တတ္တဒဋ္ဌိနဲ့ရှင်တဲ့တဏလို့ဒီလိုခေါ်တယ်နော်ဘဝအပေါ်မှာထာဝရရှိနေတဲ့ပုံမှာကျင့်တဲ့တဏဝိဘဝတဏဆိုတာဝိဆိုတာ negative ဘဝကထာဝရရှိနေတာဝိဘဝဆိုတာထာဝရမရှိတာဘဝမရှိတာကိုကြိုက်တယ်ဘဝရှိနေတာကိုကြိုက်တယ်ဘဝမရှိတာကိုကြိုက်တယ်ဘဝတဏဆိုတာအတ္တဒဋ္ဌိအမြင်နဲ့ကြည့်တဲ့တဏဝိဘဝတဏဆိုတာဥစ္စေရဒိဋ္ဌိအမြင်နဲ့ကြည့်တာနော်အဲ့ဒီလိုဟောတာကိုစာပေကျမ်းမှာအဓိပ္ပာယ်ဖွင့်ဆိုပြီးသားရှိတယ်အဲ့ဒီတက္ကတယောက်ကဘာလျှောက်တော့ဝိဘဝတဏဆိုတာကိုတဲ့သူကဝိဘဝဆိုတာတချို့နေရာမှာစီးစိမ်ဥစ္စာဆိုတာရှိတယ်လေသူကအဲ့ဒီအဓိပ္ပာယ်ကိုဒါအသစ္စာလုပ်ပြီးတော့ဝိဘဝတဏဆိုတာစီးစိမ်ဥစ္စာတွေပေါ်မှာတွေ့တာတဲ့တဏလို့ယူချင်ပါတယ်ဟာတက္ကကြီးအဲ့လိုယူလို့ပဲရမလဲလို့ဖခင်ကသူကတတ်ပြီးသားကာမတဏတွေမှာပါသွားပြီခုနဟာဟုတ်တယ်မလားစီးစိမ်ချမ်းသာဆိုတာလေကာမတဏတွေမှာပါတယ်လေအဲ့ဒါကိုထွင်ပြီးတော့ဝိဘဝတဏတော့အဲ့ဒီလိုလူမျိုးတွေလည်းရှိသေးတယ်ဟုတ်လားဘာပဲဖြစ်ဖြစ်စကလုံးဆိုတာအတိတ်ကတတ်ထားတဲ့အတိုင်းပဲမှားရတယ်စာပေကျမ်းကမှမှတ်ပြီးသားရှိတယ်အဲ့ဒါကိုအလွယ်ပြောလို့ရှိရင်ဒါမမှန်ဘူးလို့ပြောတာမမှန်ဘူးပြောတာအဲ့ဒီလိုဟာမျိုးတွေအများကြီးရှိတယ်ဟုတ်ပြီအဲ့တော့သူတို့အကိုဟောမယ်ပြောမယ်ဆိုလို့ရှိရင်စာပေကိုသိချလေ့လာစာရဲမှာအဲ့ဒါကိုရှင်းဟောတဲ့ကိုယ်အကြိုက်ကိုပြောကြည့်စာထဲမှာတော့လို့ပေါ်တယ်ဒီလိုတွေးပြီးပြောလို့ရတယ်နော်ကိုယ်အကြိုက်ပြောကြည့်ပြောလို့ရတယ်ဒါပေမဲ့ကိုယ်အကြိုက်စာဖရာအကြိုက်ကိုချမှာဟုတ်မယ်အဲ့တော့ဘုန်းကြီးတို့တွေဟာဓမ္မဒါဘာကြောင့်ပြောရတာတော့လို့ဆိုလို့ရှိရင်နော်အသိဉာဏ်ဖြစ်ဖို့ရအတွက်အကြောင်းနှစ်ခုရှိတယ်အကြောင်းတစ်ခုဆိုတာအတွင်းအကြောင်းနဲ့အပြည့်အကြောင်းအတွင်းအကြောင်းဆိုတာ internet cause internet condition
အပြင်အကြောင်းဆိုတာ external cause external condition နော် isata beheda အကြောင်းဟာနှစ်ခုရှိတယ်မြဲတယ်အတွင်းအပြင်နှစ်ခုပေါင်းစားမှရလတ်တစ်ခုထွက်တယ်ဆိုပါစို့အသိဉာဏ်ဖြစ်ဖို့အတွက်အပြင်အကြောင်းကပါတော့တရားနာခြင်းနာထောင်ခြင်းဒါအပြင်အကြောင်းလို့ခေါ်တယ်တစ်ဖက်သားကပြောတာကိုနာထောင်တယ်စာသင်နာရီကဒါနာထောင်တာပဲလေအပြင်အကြောင်းတွေပဲလေဘာသင်ကြမှုအကြောင်းအရာတွေကိုနာထောင်တယ်ဆိုတာသင်ယူတာပဲအဲ့ဒါကအပြင်အကြောင်းအတွင်းအကြောင်းဆိုတာကမမှန်ကန်စဉ်းစားတတ်မှုယောနိတော်မနတိကအပြင်အကြောင်းကိုပရတောခောတာလို့ခေါ်တယ်အပြင်ဘက်ကတင်ပြပြောဆိုတဲ့အကြောင်းအရာပရတောခောတာဖျားဟောရင်ဖျားဟောတဲ့တရားပရတောခောတာအဲ့ဒီပရတောခောတာတစ်ခုတည်းနဲ့မရဘူးကိုယ်အတွင်းကနေမမှန်ကန်စဉ်းစားတတ်မှုဆိုတဲ့ယောနိတော်မနတိကရာရှိရ wise attention အဲ့ဒီနှစ်ခုပေါင်းမှပညာစွာရတယ်အကယ်၍အပြင်အကြောင်းကအမှားကိုခေါ်တယ်ကိုကအမှားကိုအမှန်လက်ခံလို့ရှိရင်အမှန်အနေနဲ့ကိုယ်စိတ်နဲ့အကြိုက်တွေ့သွားလို့အမှန်အဖြစ်လက်ခံလိုက်တာမစ္ဆဒိဋ္ဌိဖြစ်သွားတယ်လွယ်မှားတဲ့အတိတစ်ခုဖြစ်သွားမှန်ကန်တဲ့အတိမရနိုင်အဲ့ဒါကြောင့်မြတ်စွာဘုရားကတရားဟောတယ်သာဓုကံသူနောထမနတိကရောထသူနောထသာဓုကံမနတိကရောထနားဆိုင်ပြီးတော့ထောင်းစိတ်ထဲကတခြားမရောက်အောင်ခူးဆိုင်ပြီးတော့နှလုံးသွင်းဒါသိရေးချလို့ပဲပါနားထောင်တဲ့အခါသိချနားထောင်လိုက်မှဘာပြောတယ်ဆိုတဲ့အတိတ်ပဲရှင်းနေပြီးရင်နားထောင်ပြီးရင်မေ့ပြလိုက်ရမလားနားထောင်ပြီးရင်ရင်နဲ့နှလုံးထဲမှာမှတ်ထားခိုင်ခိုင်မာမာမှတ်ထားဟောထားတဲ့အတိုင်းမှတ်ထားပြီးရင်ပြီးပြီလားမပြီးသေးဘူးစဉ်းစားမြတ်စွာဘုရားကသူဟောတာကိုလက်ခံဖို့ပြောတာမဟုတ်ဘူးနားထောင်ပြီးတော့မှတ်သားပြီးတော့စဉ်းစားပြီးတဲ့အခါကျတော့မှအဖြေထွက်လာလိမ့်မယ်ရှောင်ရမှာလားဆောင်ရမှာလားရှောင်ရမယ်ဆိုရှောင်ဆောင်ရမှာဆိုဆောင်ဒါပဲအဲ့ဒီကြမှာအကျိုးဖြစ်မှာနော်နားထောင်တာတုတ္တရှင်းတာကမလွဲရအောင်သူနားထောင်လို့ဧဝမေတုတ္တသူဒီတိုင်းနားထောင်ခဲ့တာဒီတိုင်းမှတ်သားထားခဲ့ရှင်းနေမှာနားထောင်ပြီးတော့ဒါကြောင့်မလို့ဆရာတော်ကြီးတွေနဲ့ပြီးတဲ့အခါတုတ္တနာယူမှတ်သားဆောင်ထားအပ်ပါပြီစကလုံးအနေနဲ့နာယူထားတယ်မှတ်သားထားတယ်နှုတ်သက်ဆောင်ထားတယ်ဒါအမှန်တည်းအရေးကြီးဆုံးပဲပြီးတော့မှထီပေါ်မှာစဉ်းစားအထုပပရိက္ခလို့ခေါ်တယ်ဆိုတဲ့အတိတ်ပဲကိုအလေးနဲ့ထားပြီးတော့စဉ်းစားပြီးတဲ့အခါကျတော့အဖြေထွက်လိမ့်မယ်အဲ့ဒီအဖြေတိုင်းလိုက်နာခြင်းတော့လူဆိုလို့တယ်မြတ်စွာဘုရားတရားတော်တွေကအမှန်တမ်းစနစ်ကြတယ်နော်စနစ်ကြတယ်ဘုရားဟောတဲ့တရားတွေကအမှန်တမ်းစနစ်ကြတယ်အဲ့ဒီဘုရားဟောတဲ့တရားထပ်ဖြည့်စရာလည်းမရှိဘူးဖယ်နှုတ်စရာလည်းမရှိဘူးတကယ်အကုန်လုံးပြည့်စုံဒါမို့ကေဝလာပရိပုံနာပရိသုတ်ကေဝလာပရိပုံနာလုံးဝပြည့်စုံပရိသုတ်လုံးဝအမှားကင်းလို့ဆိုလို့လုံးဝအမှားကင်းလုပ်ဖို့ပဲလုပ်တယ်နော်လုပ်ဖို့ပဲလုပ်တယ်အဲ့ဒါကြောင့်မို့အခုဒီကနေ့ဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နောက်ရက်တွေလည်းအဲ့ဒါကိုဆက်ပြီးရှင်းပြပေးမယ်ကမ္မထာအလုပ်ဆိုတာအမျိုးစုံရှိတယ်သမထကမ္မထာရဲ့အာယုံခုနကဘာဝနာကမ္မဘာဝနာလုပ်ငန်းရဲ့အာယုံတွေက40ရှိတယ်နော်အလုံးတော့ကြားဦးကြလိမ့်မယ်ဒီကမ္မထာ40ဆိုတော့ကမ္မထာ40ဟာ
ပါဠိတော်မှာကြတော့ကမ္မထံ38ဖြစ်တာ40ပဲပြအောင်အထက်ကရာတွေမှာကြတော့40ပြတယ်ဘယ်နှစ်ခုရှုပ်လျော့နေတယ်ဘယ်နှစ်ခုထပ်ဖြည့်ထားတယ်အလောကကတိုင်းနဲ့အကတကတိုင်းအဲ့ဒီနှစ်ခုထပ်ဖြည့်ထားဘာလို့ထပ်ဖြည့်ထားတော့ဆိုရင်ဒီဘက်စက္ခုရတဲ့ပုဂ္ဂိုလ်ဒီအလောကကတိုင်းကိုပွားရတယ်နောက်တစ်ခါရူပဝဆရာဇံအနေပြီးတော့အရူပဝဆရာဇံကိုတက်တဲ့ပုဂ္ဂိုလ်ကြတော့အကတဖိကိနာတွေအတွက်တော့လိုအပ်ဖို့တလောက်ချီဒါကြောင့်မို့ကမ္မထာဟာ38သို့တော့အဘိဓမ္မာတသိညုကျမ်းကနေစပြီးတော့အတိပြုထားတယ်ဝိသုဒ္ဓိမမကမ္မထာ40ကမ္မထာ40အဲ့ဒီကမ္မထာ40က40လုံးလောက်ရမှာမဟုတ်ဘူးကိုယ့်ရဲ့ choice ပဲကိုကြိုက်တာကြည့်ကိုယ်စရိုက်နဲ့ကိုယ်အနေထားနဲ့ကြိုက်တာကိုသုံးမှု40ဟောထားတာဖြစ်တယ်နော်ကြိုက်တဲ့ကမ္မထာတစ်ခုလုပ်လို့ရတယ်အဲ့ဒီထဲမှာကမ္မထာ40ထဲမှာစတုဓာတုဝဝဋ္ဌာနာဆိုတဲ့ကမ္မထာတစ်ခုပါတယ်နော်စတုဓာတုဝဝဋ္ဌာနာစတုဆိုတာလေးဓာတုကဓာတ်ဝဝဋ္ဌာနာက analyze လုပ်တာခွဲခြားစိတ်ဖြာပြီးတော့သိတာခွဲခြားစိတ်ဖြာပြီးတော့သတ်မှတ်တာအဲ့ဒီစတုဓာတုဝဝဋ္ဌာနာဆိုတာအတွေ့ခေါ်လို့ရှိရင်ဓာတ်ကမ္မထာပေါ့နော်ဓာတ်ကမ္မထာအဲ့ဒီဓာတ်ကမ္မထာဟာသမထရဲပြထားတယ်သမာဓိလုပ်ငန်းအတွက်ဒီဓာတ်ကမ္မထာကိုပေးတာဖြစ်တယ်သို့တော့သူသိရမှာသဘာဝလက္ခဏာတွေပြမှာဆိုတော့ဒီကမ္မထာကပဲနည်းနည်းလေးပြောင်းလိုက်တာနဲ့ဝိပဿနာဖြစ်တာတချို့ကမ္မထာကြတော့ဖြောက်ရမယ်ဖြောက်ပြီးမှတက်လို့ရတယ်အာယုံပြောင်းရမယ်ဒါကြတော့အာယုံပြောင်းเสียမလို့ဘူးဒါကိုဆက်ရှုခြင်းအဖြစ်ဝိပဿနာလမ်းကြောင်းကိုပြောင်းကူးလို့ရတယ်အဲ့တော့နာရှင်းအောင်ဥပမာတစ်ခုပြောပြမေတ္တာကမ္မထာဆိုတာမေတ္တာကမ္မထာဆိုတာရှုံးနှံကိုပွားရတာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ကိုပွားရမှာနာမည်တက်ပြီးတော့မေတ္တာပို့ဟုတ်လားသိသွားတဲ့ပုဂ္ဂိုလ်တော့ပွားလို့မရဘူးအသက်ရှင်တဲ့ပုဂ္ဂိုလ်ကိုမေတ္တာဘာဝနာပွားကမ္မထာအနေနဲ့ပြောတာ object ကိုသိတဲ့ပုဂ္ဂိုလ်ကိုသုံးမချလို့မရဘူးနောက်အမျိုးသားဆိုရင်အမျိုးသားပြည့်ပုဂ္ဂိုလ်မျိုးသမီးကလည်းအမျိုးသမီးလိန်တူဖြစ်ရမယ်လိန်ွယ်မဖြစ်ရဘူးဘာလို့လဲဆိုမေတ္တာကမ္မထာကပျက်စီးသွားနိုင်တယ်ပေါ့ဒါကြောင့်မေတ္တာကမ္မထာဆိုတာကိုနဲ့အခင်မင်းဆုံးတငယ်ချင်းအမျိုးသားဆိုရင်အမျိုးသားတငယ်ချင်းအမျိုးသမီးဆိုရင်အမျိုးသမီးတငယ်ချင်းအဲ့ဒီပုံမှာသူအစဉ်ပြေပါစေကျမ်းပါပါစေချမ်းသာပါစေစားကိုကြိုက်တဲ့စကားလုံးလေးနဲ့သူမျက်နှာကိုအာယုံပြုပြီးတော့ပွားပုဂ္ဂိုလ်အနေနဲ့ပွားဝိပဿနာပြောင်းပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အနေနဲ့ဆက်သွားလို့မရဘူးအာယုံပြောင်းရမယ်ဘာဖြစ်လို့လဲဆိုရင်ဝိပဿနာကပုဂ္ဂိုလ်တ attva ရှိတယ်လို့လက်ခံထားတာမဟုတ်ဘူးဒါကြောင့်မို့မေတ္တာတုတ်ရကြတယ်မို့လားဒိဋ္ဌိသအနုပကမ္မသီလဝါဒတနေနာတမနောဆိုအဲ့ဒီဒိဋ္ဌိဆိုတာအဲ့ဒါပြောအဲ့ဒါကိုဖယ်လိုက်ပါတရဝဆိုတဲ့အတွေ့အခေါင်းနဲ့ဝင်နေတယ်အဲ့ဒါကိုဖြောက်လိုက်မေတ္တာစိတ်ကိုပြောင်းအာယုံပြုလိုက်အာယုံပြောင်းပေးရမယ်ဝိပဿနာကုရင်ဒီစတုဓာတုဝဝဋ္ဌာနာကမ္မထာကြတော့အာယုံပြောင်းပေးစရာမလိုဘူးဒီအာယုံပေါ်မှာဆက်သွားမယ်လို့ဆိုလိုတယ်နော်ကဲစပြီးတော့ပြောပြမယ်စတုဓာတုဝဝဋ္ဌာနာဆိုတာဒီကမ္မထာကိုဓာတုမနတိကာရလို့လည်းခေါ်တယ်ဓာတ်ကမ္မထာလို့လည်းခေါ်တယ်ဓာတုကမ္မထာလို့လည်းခေါ်တယ်နော်ဓာတုဆိုတာသူ့ရဲ့တဏ္ဍာမှာရှိတယ်အဓိကဖြစ်တယ်ဓာတ်18ပါလုံးမပြောဘူးပထဝီအာဘောတေဇောဝါယောဓာတ်ချိလေးပါကိုအဓိကထားပြီးတော့ရှုအောင်ဒါမှမဟုတ်စတုဆိုတာထည့်တာနော်အဲ့တော့ဓာတုကမ္မထာ
ဓာတုကမ္မထာကိုသူကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့အချင်းချုပ်လေးပေါင်းပြီးတော့ရှုလို့ရတယ်နည်းနည်းမရှင်းဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့အကျဲချဲပြီးတော့စဉ်းစားရမယ်နော်ဓာတုကမ္မထာအထုတ်ပြီးဆိုလို့ရှိရင်မဟာတတိပဒံသုံးမှာဓာတုမနတိကာရဆိုတာပါတယ်အဲ့ဒါအချင်းလေးပြထားတာလက်ဆိုပြနော်အဲ့ဒီအချင်းလေးပြထားတာကိုနားထောင်ကြည့်ချုပ်ကလေးပြောမယ်ဆိုရင်ဣမမေဝကာယံယထာထိတံယထာပဏိဟိတံဣမမေဝကာယံဆိုလူတိုင်းအသီးသီးဟောဒီခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးကိုပြောတာဣမမေဝကာယံဤငါရဲ့ရုပ်ခန္ဓာကြီးဒီ body ကြီးပေါ့နော်ဒီရုပ်ခန္ဓာကိုယ်ကြီးကိုပဲယထာထိတံယထာပဏိဟိတံနေနေတဲ့အတိုင်းထိုင်ရင်ထိုင်တဲ့ပုံစံအတိုင်းလဲလျောက်နေရင်လဲလျောက်တဲ့ပုံစံအတိုင်းရက်နေရင်ရက်နေတဲ့ပုံစံအတိုင်းလမ်းလျှောက်နေရင်လမ်းလျှောက်နေတဲ့ပုံစံအတိုင်းအဲ့ဒါကိုပြောတာယထာထိတံယထာပဏိဟိတံတည်မြဲအခြေအနေတိုင်းရှိတဲ့ဟောဒီကိုယ်ကာယကြီးကိုဓာတုသောပစ္စဝကတိဓာတ်လေးပါးအဖြစ်ဆင်ញင်သုံးသပ်ပါတဲ့ကိုယ်မှာဓာတ်လေးပါးအနေနဲ့ဆင်ញင်သုံးသပ်ပါတဲ့ကိုယ်ခန္ဓာကိုယ်ရဲ့ရှားကြည့်တာပေါ့ရှားကြည့်လိုက်တဲ့အခါမှာအဋ္ဌိဣမတမိန်ကာယေဟောဒီငါရဲ့ရုပ်ခန္ဓာကိုယ်ကြီးမှာပထဝီဓာတုအတုံးအခဲအမှားရှိတယ်အာဘောဓာတုအရည်တွေရှိတယ်တေဇောဓာတုပူရာအပူတွေရှိတယ်ဝါယောဓာတုလှုပ်ရှားသွားလာနေတဲ့လေတွေရှိတယ်အဲ့လိုဓာတုသောပစ္စဝကတိဓာတ်ဘောလေးတွေမကြည့်ကျန်တာတွေမကြည့်နဲ့မျက်စိတို့နားတို့နှာခေါင်းတို့အဲ့ဒါတွေခွဲမနေနဲ့မခွဲနဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတယ်မာအတုံးခဲမှန်သမျှတဆုထားအရေးပြောနေတာကတစ်ခုထားပူတဲ့အရာတွေကတစ်ခုထားလှုပ်ရှားနေတဲ့အရာတွေကတစ်ခုထားခန္ဓာကိုယ်ထဲမှာရွေးရှားလှုပ်ရှားနေတာတွေရှိဒီမှာပဲအသက်ရှူနေတာလေတွေရှိတယ်နော်အဲ့တော့ခန္ဓာကိုယ်ကြီးကိုထိုင်းနေရင်ကနေပြီးတော့ငါခန္ဓာကိုယ်မှာအတုံးခဲဆိုရှိတယ်အရေးတွေရှိတယ်နော်အပူတွေရှိတယ်လေတွေရှိတယ်ဒါပဲအပြတ်များလှမ်းလှမ်းလုပ်နေဒီလေးခုတည်းပဲစိတ်ကရောက်နေပါစေချမ်းမြောက်စိတ်နဲ့ဒီလေးခုပဲရှိတယ်ဆိုတာအပြတ်လှမ်းကြည့်နေဘယ်လောက်ကြာအောင်ကြည့်ရမလဲဆိုယာဝတတ္တတိညာအန္တရတအတိတရောအားဆိုတဲ့အတွေ့ငါဆိုတဲ့အတွေ့ဒီတဲ့အသေးစိတ်လိုက်ရင်ခေါင်းဆိုတဲ့အတွေ့လက်ဆိုတဲ့အတွေ့ဗိုက်ဆိုတဲ့အတွေ့ခြေထောက်ဆိုတဲ့အတွေ့ဒါတွေမပါစေနဲ့သဘောပေါက်တယ်နော်အဲ့ဒီအခေါ်အဝေါ်တွေအကုန်လုံးမေ့ထားလိုက်ပြီးတော့ကိုယ်ခန္ဓာကိုယ်မှာရှိတယ်တုံခဲတွေရှိတယ်အရည်တွေရှိတယ်နော်အပူတွေရှိတယ်လှုပ်ရှားနေတဲ့လေတွေရှိတယ်ဒီလေးခုပဲအပြတ်များလှမ်းတွေးပြီးတော့ဘယ်လောက်ကြာအောင်လုပ်ရမလဲလို့ဆိုလို့ရှိရင်တတ္တတိညာတရောအားဆိုတဲ့အတွေးတစ်ခုလုံးပျောက်သွားသေးအောင်ငါသူ့တပတ်ယောက်ျားမိန်းမဆိုတာမရှိအောင်အဲ့ဒီထိအောင်လုပ်ရမယ်အဲ့တော့အချိန်ပေါင်းထောင်ချီတောင်းချီ million times ပေါ့တန်းချီလုပ်အောင်ခဏလေးနဲ့တော့မရဘူးလေလွယ်လွယ်လေးစင်အကုန်ပေါက်ကြမှာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားတရားအထုတ်ပြီးဆိုရင်အယိုးချီချီအေးခန်းခန်းကိုမှန်းချက်မရောက်သေးသမျှနောက်ဆုံးနဲ့ဆက်တော့အဲ့တော့ဘယ်နိုင်ကပါတော့ငါဆိုတာပျောက်သွားမယ်တတဝါဆိုတာပျောက်သွားမယ်အလုံးအဘသူကြည့်လိုက်ဒီလေးခုပဲမြင်နေရဟိုကြားဘူးတယ်မဟုတ်လားအယုစုကမ္မထာအထုတ်တဲ့တိဟိုကျော်ကမထေရကြီးတပါစေတီရတောင်ကနေပြီးတော့အနုရရပူရမြို့တဲ့ကိုဆွမ်းခံကြွလာတယ်လမ်းရောက်တဲ့အခါကျတော့အမျိုးသမီးတူနဲ့လမ်းမဆုံနဲ့
ဆုံးတဲ့အခါမှာအဲ့ဒီမျိုးသမီးကမထေရကြီးဒီနာမှာလူသူမရှိတဲ့အခါမှာသူကပြုံးပြလိုက်တော့မထေရကြီးကသူ့ကိုကြည့်လိုက်တာသွားရမြင်သွားရမြင်အားနေသူကအယုစုကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်ဆိုတော့အကုန်လုံးသွားရကြီးပဲသွားကနေဆက်ပြီးအယုစုကြီးပဲမြင်နောက်ကလိုက်လာတဲ့သူ့ရဲ့အမျိုးသားအရှင်ဗျာဒီနာတက္ကမတယောက်သွားတာမြင်လိုက်သလားပြီးတော့အဲ့မထေရကြီးကဖြေတာကြည့်အေးမျိုးသားလားမျိုးသမီးလားငါမသိလိုက်ဘူးလေအယိုးစုကြီးတစ်ခုတော့သွားလေဒီနာငါတွေးလိုက်တာတော့အယိုးစုကြီးသွားတာတော့တွေးလိုက်တယ်အဲ့ဒါသူကပ္ပထာအာယုဘယ်လောက်ကောင်းသွားပြီတော့ကြည့်ပေါ့နော်အယိုးစုလိုပဲမြင်တယ်ဘသူမြင်အယိုးစုကြီးပဲမြင်တော့အဲ့လောက်ထီအောင်ရှုရမှာလို့ပြောတာအဲ့တော့ဆယ်ရစခန်းနဲ့လည်းရကြမှာရအောင်ဆယ်ရစခန်းကတက်တက်စခန်းလို့အောင်ဖြစ်ဟုတ်တယ်မလားစိတ်အားမလျှော့နဲ့စိတ်အားလျှော့ဖို့ပြောတာမဟုတ်လှုပ်နေဖို့ရကိုတောင်းပဲလှုပ်နေလို့ရှိရင်ပွန်းပြတ်တော့ပြတ်သွားမှာတနေ့မလှုပ်ခဲနေတော့ဘယ်ဟာမှမရဘူးအဲ့တော့ဆိုလိုတဲ့တိုင်းတာတစ်ခုကယာဝတတ္တတိညာအန္တရထာယတိတရောအားဆိုတဲ့အတွေ့ပြောက်သွားသည့်ထိုင်အောင်လုပ်ပါတဲ့နောက်တစ်ခုကဓာတုဝတိနေဝစိတ်တံဒိဋ္ဌတိသူစိတ်ထဲမှာဓာတ်လေးပါပဲမြင်တာကျန်တော့မြင်တော့မြတ်စွာဘုရားပေးထားတဲ့ဥပမာလေးတစ်ခုပြောပြဒါဘုရားကိုယ်တိုင်ပေးတဲ့ဥပမာမဟာသတိပဋ္ဌာန်သုတ်ကိုနားထောင်ကြည့်ဖွင့်ကြည့်အဲ့ဒီမှာမဟာသတိပဋ္ဌာန်သုတ်မှာအဲ့ဒီဥပမာနဲ့မြတ်စွာဘုရားဟောတာဓကမထံထဲနော်ဘုရားပေးတဲ့ဥပမာပါလဲဆိုရင်နွားတသမတယောက်အမဲသာရောက်တဲ့နွားတသမတယောက်နွားသမတယောက်ဟာနွားကိုအမဲဖော်ဖို့ဆွဲလာတဲ့အချိန်မှာလည်းပဲသူနွားလိုပဲမြင်တယ်။တတ်နေတဲ့အချိန်လည်းနွားလိုပဲမြင်တယ်။အကောင်ဖြတ်နေတဲ့အချိန်လည်းနွားလိုပဲမြင်တယ်။အရေးစုပ်အကောင်ဖြတ်နေနွားလိုပဲမြင်တယ်။အေးအမဲသားတွေတုံးတက်ပြီးဆေးပို့လိုက်ပြီးဆိုတဲ့အခါကျတော့နွားဆိုတဲ့အတိတ်သူကောင်းတယ်မှရှိသေးလား။အမဲသားရောက်နေတယ်တန်နေတဲ့အချိန်မှာသူနွားဆိုအမဲသာရောက်တဲ့အချိန်မှာနွားဆိုတဲ့အမှတ်တင်ညာပျောက်သွားပြီအဲ့ဒါမျိုးလို့တရဝါဆိုတဲ့အမှတ်တင်ညာပျောက်ပြီးတော့ထက်လေးပါအပေါ်မှာပဲစိတ်ရောက်နေရမယ်အဲ့လိုဆိုလို့တယ်ကို့မှာပါရရှိတယ်တုံးခဲရရှိတယ်ရေးရှိတယ်အပူရှိတယ်လေးရှိတယ်ဒါပဲလေးရှိတယ်ပူရှိတယ်ရေးရှိတယ်တုံးအပြန်လှမ်းလာအဲ့ဒါထိုင်ပြီးတော့အာရချိနေပြီတော့ဟိုရှောက်ရွှေဒီရှောက်ရွှေမနေနဲ့ဒီတစ်ခုတည်းပဲလို့ဒါဓာတုကမ္မထာကိုပြောတယ်နော်ဘယ်လောက်ထိအောင်လုပ်ရမှာတော့တတဝါဆိုတဲ့အမှတ်တင်ညာပျောက်သွားသည်ထိအောင်လုပ်အောင်လက်တို့ခေါင်းတို့ခြေတို့ကိုယ်ရင်ကအခေါ်ပေါ်တွေပျောက်သွားသည်ထိအောင်လုပ်အောင်ဟုတ်တယ်မလားအဲ့တော့ဒါကရသော်ဖြာဟောတဲ့ဤတိုင်းပြပြတာနော်စားရပေတယ်မှာမလွယ်အောင်လို့ဘုံကကိုမှတ်မိနေလွယ်ပြောမှဆိုလို့စာအုပ်ပါယူလာတာဓာတုဝဋ္ဌာဏကမ္မထာအဲ့တော့ဒီစားတဲ့အတိုင်းသူ့အတိုင်းဒါလို့ဒါကအချင်းချုပ်ကလေးဒီလေးခုတည်းပဲမှတ်နေတယ်ဘယ်တော့မှတ်ရမှာတော့ခုနပြောတယ်တရဝါဆိုတဲ့အမှတ်တင်ညာပျောက်တိထီအောင်လုပ်ပါဒါကမ္မထာမယ်ကောထာမယ်ဟိုကမ္မထာနေမှာကမ္မထာတက်ရင်နဲ့သမာဓိလေးရလာတဲ့အခါလူကခန္ဓာကိုယ်ရက်ပေါ်သွားတာတို့ခုနလေးသွားတာတွေတို့အခုမြင်ဒီမြင်နဲ့ meditation မူပြီးကြည့်ဖို့အာမကုန်နဲ့အဲ့ဒါလမ်းနေလွဲကုန်နေပဲကိုသွားတဲ့လမ်းကြောင်းမဟုတ်ဘူးအဲ့ဒါဇာလာ meditation မူပြီးဆိုကြားဖို့ကြတယ်မဟုတ်လားစိတ်ထဲမှာပေါ်လာတဲ့အရေးတွေအယောင်တွေပေါ်မှာပျော်မွေးပြီးတော့မလေးကိုဟုတ်လာပြီထွက်လာပြီးတော့ယဟန္တာဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီနဲ့အဲ့လိုတွေဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ကမ္မထာထုတ်တဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ကျမ်းမာရမယ်နံပါတ်2ကယောသားဖြောင်းမာရမယ်နံပါတ်3ကသရဟရှိရမယ်သရ
ရာရှိရမယ်ကြမ်းမာရမယ်ယူသားရမယ်အဲ့ဒါသိရေးချတယ်မယူမသားသူသွားလိမ့်ကိုယ့်ကိုယ်လည်းလိမ့်နေသူကမရဘဲနဲ့ရတဲ့ထင်နေကိုယ့်ကိုလိမ့်မိနေတတ်သေးတယ်အဲ့လိုမဖြစ်အောင်လုပ်စားတဲ့အတိုင်းပဲမှတ်ထားပြီးဒီနေ့ကြိုးစားရမယ်ဒါကစတုဓာတုဝဋ္ဌာဏတကြံတွေမသိဆက်လို့ပေါ့အဲ့ဒါကိုယ်စိတ်ထဲမှာရှုမှတ်နေတဲ့အချိန်မှာငါပျောက်သွားဖို့လုပ်တယ်နော်ဒါကဓကမထံအချင်းအထုံနည်းကဲအချင်းအထုံနည်းလေးတစ်ခုပြောပြအချင်းအထုံနည်းကြတော့ဘယ်လိုသွားရတော့လို့ဆိုအချင်းအထုံနည်းကိုယ်တဏ္ဍမှာရှိတဲ့မာတိဖြစ်စေပြောတိဖြစ်စေတုံခဲတွေအလုံးတွေ့ကြလိမ့်မယ်နော်အဲ့ဒီအတုံခဲမပြောဆိုတော့ဝဟာရနဲ့ပြောရင်စံမြင်မွေညင်းခြေသက်လက်သက်သွားအရေးအသာအကျော်အယုချင်းသည်အညွတ်နှလုံးအသက်အမေဖြင့်အဆုပ်ဥမဥသိသသစ္စာဟောနော်အုံနောက်အဲ့ဒါတွေကတုံခဲတွေကျွဲအဲ့ဒါကိုပထဝီဓာတ်20လို့ခေါ်တယ်32ခုဓာတ်သားနဲ့သွားတယ်အမြင့်တက်ထားတဲ့ပထဝီဓာတ်20ပေါ့အဲ့ဒါလို့အမြင့်မတက်ချင်ဘူးဆိုလို့ရှိရင်ငါတဏ္ဍမှာရှိတဲ့အတုံခဲအမှန်သမျှဟာအတွင်းအစ္ဆဒယုတ်တိဖြစ်တယ်ဒါကိုအရင်တွေ့အောင်အရင်ရှာမယ်ဒါပထဝီဓာတ်ကြည့်ပဲကြည့်တာနောက်တစ်ခါထို့တူအာဘောဓာတ်ငါတဏ္ဍမှာရှိအဖြစ်ပြောင်းလဲနေတဲ့ဓာတ်သဘောတွေရှိတယ်ဒါအာဘောဓာတ်ကိုကြည့်နောက်တစ်ခါငါတဏ္ဍမှာအပူအနေနဲ့ဖြစ်နေတဲ့ဓာတ်သဘောတွေရှိတယ်နောက်တစ်ခုကငါရဲ့တဏ္ဍမှာလေသဘောတက်ရောက်နေတဲ့ဓာတ်သဘောတွေရှိတယ်တစ်ခုချင်းကြည့်တယ်ရှိတော့အဲ့ဒီဓာတ်သဘောတွေကိုကိုယ်ကဘလို့ထင်နေတာတော့ဥပါဒိဏငါဟာလို့ပဲထင်နေတယ်ငါလို့ပဲထင်တယ်ဟုတ်တယ်မလားဆဝင်းဆိုလဲငါဆဝင်းလို့ထင်တာပဲလေအယိုးဆိုလဲငါအယိုးလို့ပဲထင်တာပဲလေသားလဲငါအသားလို့ထင်တယ်အဲ့ဒီလို့ဆွဲလန့်တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေကိုတစ်ခုချင်းအသေးစိတ်ရှိပါတဲ့ကြည့်လာလို့ရှိရင်ကိုယ့်ရဲ့စိတ်ဟာခုနကအမြင်နာမတွေပေါ်မှာမရောက်တော့ပဲနဲ့မာတဲ့အရာအလုံးပေါ်မှာရောက်သွားတယ်အရေးဖြစ်တဲ့သဘောတရားအလုံးပေါ်မှာရောက်သွားတယ်ဘူးဆိုတဲ့သဘောတရားပေါ်မှာရောက်သွားတယ်လေးဆိုတဲ့သဘောတရားပေါ်မှာရောက်သွားတယ်အဲ့ဒါကြမှာကမ္မထာအာယုနော်ဒါအစကရှိသေးတယ်နော်အစရှိသေးတယ်ဓာတ်ကြီးလေးပါကိုစတွေ့တယ်လို့ခေါ်တယ်ဓာတ်ကြီးလေးပါကိုစတွေ့တယ်အဲ့ဒီဓာတ်ကြီးလေးပါထိတဲ့ထင်ရှားအောင်စဉ်းစားကြည့်ထင်ရှားအောင်တစ်ခုစဉ်းစားကြည့်လိုက်ကိုယ်မှရှိတဲ့အရာလေးတစ်ခုပထဝီလို့ပြောမဲ့အရာလေးတစ်ခုစဉ်းစားကြည့်လိုက်ပထဝီဆိုတာသူတစ်ခုတည်းတည်နေတာမဟုတ်ဘူးသူတစ်ခုတည်းမချောက်မှာသွားတာမဟုတ်ဘူးဥပမာပဲပေါင်မုံထုံးဆိုတာကိတ်မုံတုံးလို့ပေါင်မုံတုံးလို့တည်နေကြတာပဲအဲ့ဒီလိုအတုံးမဖြစ်ခင်ပါရရှိတယ်အမှုန့်နေမလားခြုံမှုန့်နေမလားခြုံမှုန့်နေအဲ့ခြုံမှုန့်တွေကိုရှည်နဲ့ထည့်ပြီးတော့နေလိုက်တဲ့အခါမှာအတုံးဖြစ်တာလေအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ခေါင်းပဲဖြစ်စေလက်ပဲဖြစ်စေခြေထောက်ပဲဖြစ်စေအတုံးခဲဖြစ်နေတဲ့အရာတွေသည်ပထဝီတွေဟာဘလောက်ထိအောင်ပထဝီရဖြစ်တာတော့ရုပ်အမှုန့်လေးတွေငကိုတော့ဟုတ်တယ်မလားအဲ့ဒီအမှုန့်လေးတွေအသေးဖွဲအမှုန့်လေးတွေကိုအဘောကစုစည်းလို့ခေါင်းဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်၊နှရွက်ဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်၊နှာခေါင်းဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်မုံညက်ကိုရေးနဲ့လုပ်ပြီးတော့အယုတ်လုပ်ချပါလားဒီတိုင်းဖြစ်မှာပဲလေအခုခေတ်ရုပ်ထုတဲ့လူတွေ
မြေဖြူနဲ့ပဲဖြစ်စေပလာစတာနဲ့ပဲဖြစ်စေအဲ့ဒါကိုပေါင်းပြီးတော့မှဒီရုပ်ဖြစ်လာတာလေအဲ့ဒီတိုင်းပဲပထဝီဆိုတဲ့အလုံးခဲတွေမှန်သမျှဟာသူတစ်ခုတည်းမဟုတ်ဘူးဘာတွေပါနေတော့ဒီလိုအတုံးခဲဟာငကိုယ်တော့ကအမှုန့်လေးတွေအဲ့ဒီအမှုန့်လေးတွေကိုအာဘောကနေစုစည်းပေးလိုက်တယ်ဒါအာဘောရဲ့အလုပ်ကစုစည်းပေးလိုက်တယ်တေဇောကနေမာလာအောင်ထိမ့်ပေးလိုက်တယ်အာဘောစုစည်းပေးတာဟုတ်တေဇောဥပမာပေါင်းမုံကိုဖြောလိုက်တဲ့အခါပြောစီနာအဲ့ဒါကိုပြီးပြီးနဲ့အပုပေးလိုက်တဲ့အခါကျတော့မာသွားတယ်မဟုတ်လားပုံသဏ္ဍာန်မပြတ်ဖြစ်တယ်အဲ့ဒီတော့ပဲတေဇောကနေထိမ့်သိဆော့ဆော့ပေးတယ်ဝါယောကနေတွန်းကပ်ပေးထားတယ်ဒီအလုံးသဏ္ဍာန်မပြတ်တွန်းကပ်ပေးထားတယ်အဲ့တော့ပေါင်းမုံလုံးလေးဟာလှလှပပဖြစ်တယ်ကိုယ်ခန္ဓာကိုယ်လည်းဒီတိုင်းပဲခေါင်းတို့နှရွယ်တို့နှာခေါင်းတို့မျက်နှာတို့ဘာလို့အကုန်လုံးဟာထိတကြီးလေးပါအဆုပြီးတော့နော်ပထဝီဆိုတဲ့အမှုန့်ဓာတ်တွေကိုအာဘောကဆုစီပေးတယ်တေဇောကအထိမ့်သိမ်းဆော့ဆော့ပေးတယ်ဝါယောကတွန်းကန်လှုပ်ရှားပေးထားတယ်ဒါကြောင့်မို့ဒီပုံစံလေးကမပြတ်ဖက်နဲ့ဖြစ်နေတယ်အဲ့ဒီချိန်မှာမျက်စိလေးလမ်းမှားသွားတယ်အနုဘုဆိုရင်အာဘောမပါဘူးဆိုရင်ပြိုကြတော့နော်တေဇောမပါဘူးဆိုရင်မပါဘူးဝါယောမပါဘူးဆိုရင်မထိန်နိုင်ဘူးဒီပုံအခုကိုယ်ရှိမှမြင်နေရတဲ့ပတ်မွင့်လေးတွေလည်းဒီတိုင်းပဲဒီတိုင်းပဲကြည့်လိုက်တာအမုတ်လေးတွေကိုစုလိုက်တာဘသူကစုလို့အာဘောကစုတယ်အာဘောကစုတယ်ဒီပုံစံမပြတ်အောင်တေဇောကြောင့်မာလာတယ်တရံလေးဟာဝါယောချောင်းဒီပုံစံမပြတ်ရှိနိုင်တယ်အဲ့ဒါပန်းလေးတစ်ပွင့်ဟာပထဝီအာဘောတေဇောဝါယောရှိတယ်ဆိုမြင်အောင်ကြည့်ရမယ်အဲ့ဒါဒီပန်းလေးမှာနော်ဘေးရပဲဖြစ်ဖြစ်အလုံးချဲကြည့်တိုက်ကြည့်ပဲဖြစ်ဖြစ်တရဝပဲဖြစ်ဖြစ်အစ္ဆဒပဲဖြစ်ဖြစ်ဗေဒပဲဖြစ်ဖြစ်အလုံးဟာအဲ့ဒီပုံစံနဲ့ဖြစ်နေတယ်အာဘောကစုစည်းပေးထားတဲ့တေဇောကြောင့်မာလာတယ်ဝါယောချောင်းပုံစံမပြတ်ဖြစ်နေတယ်ဆိုတာဘေးရပဲဖြစ်ဖြစ်အလုံးဒီတက်ကြီးလေးပါပဲဆိုမြင်အောင်ကြည့်ရမယ်တော့ပေါက်တယ်နော်အဲ့ဒီမှာထိတက်ကြီးလေးပါအခုလို့စုစည်းထားတဲ့အခါကျတော့ပုံဆောင်ခဲဖြစ်လာတယ်ပုံဆောင်တဲ့ယုတ်တနာပုံစံအမျိုးမျိုးလို့တော့ကြည့်လေးမြင်လေးတွေကျတော့ဒါစပင်းနဲ့ပုံဆောင်သွားတာနော်မျက်ခုံးနဲ့မျက်လုံးနဲ့ရွက်တဲ့နှာခေါင်းနဲ့ခေါင်းနဲ့လက်တဲ့ပုံဆောင်သွားတာလေးဒါတွေအလုံးအတာပဲပုံဆောင်သွားတာဟိုကတော့ပန်းနဲ့ဒါကပန်းပွင့်ဒါပန်းအယိုးဒါကပန်းအရွက်ဟောပုံဆောင်ထားတာတွေအကုန်လုံးပါဒါကြည့်လေးပါရဲ့ပုံတရံလေးရဲ့ပုံဖော်ထားမှုကြောင့်မို့လို့လောကမှာပုံစံနေမျိုးဖြစ်နေတယ်ဒါကမျိုးသားတယ်ဒါကမျိုးသမီးတယ်ဟုတ်လားဒါကအဝတ်ထဲနဲ့ဆိုပြီးတော့လောကကြီးမှာအဲ့ဒီလိုမျိုးစိတ်ကူးချမ်းစီစရာတွေဖြစ်လာတယ်စိတ်ကူးချမ်းစီစရာဖြစ်လာတော့ဘာတွေတိုးပွားလာတော့ဆိုလောဘတွေတိုးပွားလာတယ်ဒေါသတွေတိုးပွားလာတယ်အကယ်၍ထပ်လေးပါအတိုင်းသာထားမယ်ဆိုရင်လောဘလည်းဖြစ်စရာမရှိဘူးဒေါသလည်းဖြစ်စရာမရှိဘူးဟုတ်တယ်မလားဒီကကမ္မထံအထုတ်တယ်ဆိုတာဖြစ်နေတဲ့လောဘကိုမဖြစ်အောင်တားဖြစ်လာမဲ့ဒေါသကိုမဖြစ်အောင်တားအမှန်မသိတဲ့မောဟမဖြစ်အောင်လုပ်ထားပဲဖြစ်တယ်တခုကဒီ subjugate လုပ်တယ်တစ်ဖက်ကိုဖြည့်ဆည်းတယ်တစ်ဖက်ကိုတိဆောက်တယ်ကမ္မထံလုပ်ဆိုတာနော်မှားနေတာကိုဖယ်ဖြည့်ပြီးတော့အမှန်ကိုတိဆောက်တာကိုမှားတာပြီးယောက်ျားမိန်းမခေါင်းခြေလက်ဆိုတာတွေကအထင်နဲ့မှားနေတာလေအဲ့ဒီမှားနေတာကိုတတိလေးပါဆိုရအမှန်ပဲကိုဒါကို absolute truth လို့ခေါ်တယ် absolute truth အဲ့ဒီတဲ့ပို့ပြီးတော့သိစိတ်เสียမရှိတော့ဒါနောက်ဆုံးအမှန်ပဲနော်ဒါစိတ်เสียမလို့နောက်ဆုံးအမှန်တတိလေးပါဟုတ်ပဲမှာဘာမှမရှိတော့နောက်ဆုံးအမှန်ရအောင်လို့အဲ့ဒီအမှန်ကနေတဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာ
ဒါကသူဒါငါနဲ့မတည့်တဲ့လူဒါကပါညာဟောလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်ကိလေသာအသွားတွေပွားပြီးတော့ရွှေဆိုတာနဲ့ရှုံတုံးဆိုတာနဲ့တန်းနဲ့ကြီးမယ်ဆိုရင်တူတူရမနေဘူးလားဒါပဲရွှေကြတော့မမောတဲ့လူတွေရှုံတုံးကြတော့မလို့ချုံရွှေကြတော့လို့ချင်ဘာဖြစ်လို့ပုံဆောင်ထားတာလေပုံဆောင်တာပြီးတော့လူလောကမှာဒါတတ်မိုးရှိတယ်ဆိုအမှတ်တင်ညာဒါတတ်မိုးမရှိဘူးဆိုတဲ့အမှတ်တင်ညာအဲ့ဒီအမှတ်တင်ညာတွေရဲ့ဒီလှုပ်ဆောင်မှုကြောင့်ဒါကရွှေဒါကမြေမတူတာတတ်မိုးရှိတာတတ်မိုးမရှိဘူးဆိုလူတွေကသတ်မှတ်သွားတာပဲသတ်မှတ်သွားတဲ့အလိုက်မှာလောဘတွေလိုက်ဖြစ်နေကြတယ်အဲ့ဒီသဘောပြောတာဖြစ်နော်အဲ့တော့ကိုယ်တဏ္ဍမှာဘာတွေဖြစ်နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်မသိတဲ့မောဟကြောင့်ဘုလို့လောဘဒေါသတွေဖြစ်ရတယ်နောက်တစ်ခုရေးဆိုတော့နေ့စဉ်တောက်သုံးနေကြတဲ့ရေးကြတော့ကြည့်ဒီရေးဆိုတဲ့စုစည်းတတ်တဲ့သဘောလေးကိုရှုတတ်ခတာအပန္နနာကာရဖုတာပါဠိလိုအဲ့လိုရေးထားချင်နော်စုစည်းတာဥပမာအောင်မုံကိုရေးအောင်မုံခြုံမုံတွေကိုရေးထည့်လိုက်တဲ့အခါကျတော့အဲ့ဒီအမုံလေးတွေကစုစည်းပြီးသားဖြစ်သွားတယ်ဘယ်သူကစုစည်းလိုက်တာတော့ရှေးကစုစည်းလိုက်တာအကယ်၍ရေးမရှိဘူးဆိုဒီအလုံးလေးတွေကတစ်ခုတည်းတစ်ခုကပ်မှာမဟုတ်ဘူးလေဒါမှမဟုတ် cohesion လို့လည်းပတ်သက်ပြန်အာဘောစုစည်းပြီးအပန္နနာစုတာအဲ့တော့စုလိုက်ပြီးတော့စုထားတဲ့အခါမှာဒီစုတဲ့သဘောတရားကဘယ်မှာရှိတာတော့ဆိုပထဝီဆိုတဲ့အပါကပေါ်မှာရှိတယ်အဲ့ဒီမှာတေဇောရဲ့ထိမ့်သိမ်းဆော့ရှော့မှုဝါရောရဲ့တွန်းကန်မှုချောင်မှုလို့ရှုကြပြောက်ွယ်မသွားပဲနဲ့စုစည်းထားတဲ့အတိုင်းရှိနေရတယ်အဲ့တော့ရေထဲမှာလည်းဓာတ်ကြီးလေးပါပဲနော်ဓာတ်ကြီးလေးပါရှိတယ်အဲ့ဒီကြတော့ရှိတတ်တယ်များလာတဲ့အခါလူကတ္တကွာပါတော့ဖောင်းဖောင်းအီအီဘဝဆိုးလေးဖြစ်လာတယ်အဲ့ဒါအဘောဓာတ်တက်လာတယ်အဲ့ဒါကိုပဲသွားပြီးတော့တွေ့တာပြန်ရောနှစ်တာပြန်ရောလာတယ်ဝါတယ်နဲ့ဖြစ်လာတယ်အဘောဓာတ်ကသေုပ်ဆောင်တယ်နောက်တစ်ခုကတိဇောဓာတ်ဆိုတာစားတဲ့အစားအစာတွေကိုကြည်သွားစီတယ်ပေါ့အပုဓာတ်အဲ့ဒီအပုဒ္ဒအလည်းပထဝီပေါ်မှာယက်တည်နေတာဖြစ်တယ်အာဘောကစုစည်းပေးထားတာဖြစ်တယ်ဝါယောဆိုတဲ့ထောက်တွန်းကထားလို့ဒီပုံပန်းတန်တဟာအစင်းရောက်ဟာလှပတဲ့အသွင်ကိုဆောင်းလာတယ်နော်ရင့်ကျက်လာတဲ့အခါကျအယောင်ရင်းတွေကွက်ပြချာနာလာတယ်ဒီပန်းလေးတွေဆိုမတူဘူးအရွက်ကလေးတွေဆိုမတူဘူးအသွင်တရဏိပြောင်းလဲပြီးတော့ဆောင်းလာတယ်အဲ့ဒါပုတ်ပြီးတော့မသွားဘူးရှိထားတဲ့အနေတစ်ခုတည်းကပုတ်မသွားတာတေဇောရဲ့ဆွမ်းဆောင်မှုလို့ဒီလိုခေါ်တယ်နောက်တစ်ခုကဝါယောဓာတုဆိုတာခန္ဓာကိုယ်တွေတစ်ခုနဲ့တစ်ခုဆက်သွယ်နေအောင်လေကနေပြီးတော့ပို့ဆောင်ပေးနေတယ်အဲ့ဒီလေဆိုတဲ့ဝါယောဓာတ်ဟာပထဝီပေါ်မှာတည်နေတယ်အဘောကစုစည်းပေးထားတယ်တေဇောကထိမ့်သိမ်းဆော့ရှော့ပေးထားတယ်ဒါကြောင့်မို့လို့ဒီဝါယောဓာတ်ဟာလည်းပြိုကျပျက်စီးသွားတာမရှိဘူးဝါယောကိုအကြောင်းပြုပြီးတော့လူတွေဟာလှုပ်ရှားသွားလာပြောဆိုနိုင်တာဖြစ်တယ်နော်လှုပ်ရှားသွားလာတာလက်လှုပ်တယ်ခြေလှုပ်တယ်စကားပြောတယ်ဆိုတဲ့ဟာတွေအဲ့ဒီဟာတွေကဝါယောဓာတ်ရဲ့စွမ်းအားနဲ့ဖြစ်လာတာလို့အဲ့ဒီလိုအသေးစိတ်တစ်ခုစီတစ်ခုစီပြန်ရှုတာတစ်ခုချင်းတစ်ခုချင်းဆိုတာကမ္မထံဆိုတာဝိပဿနာကမ္မထံဆိုတာကမ္မထံမှာအာယုတစ်ခုတည်းပေါ်မှာစိတ်ဆိုင်ထားတာဒါကြတော့ဓာတ်ကြီး၄ပါးဆိုတဲ့အရာပေါ်မှာစိတ်ဆိုင်ထားတာဒါကြောင့်မို့ကကြည့်ရင်သူ့ကိုသမထကမ္မထံလို့လည်းခေါ်လို့ရတယ်ဓာတ်ကြီး၄ပါးအပြင်မရောက်စေပဲနဲ့ဓာတ်ကြီး၄ပါးအတွင်းမဲ့စိတ်ဆိုင်ထားတယ်ဧကကတ one pointednessအယုံတစ်ခုတည်းပေါ်မှာသူထားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်သို့တော့တစ်ခုနဲ့တစ်ခုဟာတော့ဝါချင်းမတူကြဘူးမတူတာတွေကခွဲလို့မရအောင်ပေါင်းစပ်ထားတယ်ပထဝီတေဇောဝါယော
ထိတက်ကြီးလေးပါကိုခွဲထားလို့ရမလားညခွဲကြည့်ပါလားပေါင်မုံတစ်ခုရေကိုဖယ်ထုတ်လိုက်အမုံလေးဖယ်ထုတ်လိုက်အပူလေးဖယ်ထုတ်လိုက်ရပ်တည်လို့ရပါမလားရနိုင်ဘူးမြုံမုံလေးအထီအောင်ဓာတ်ကြီးလေးပါဆုစီထားတာဒီပန်းပွင့်တိုင်းမှာလည်းဓာတ်ကြီးလေးပါဆုစီထားပြီးသားဖြစ်တယ်အချိုးချပေါင်းဆက်ထားတဲ့အခါမှာဗျာတခါပထဝီကညာနေတာရှိတယ်တခါအာဘောကညာတာရှိတယ်တခါဝါယောကညာတာရှိတယ်တခါတိဇောကညာတာရှိတယ်အားလုံးဟာရုပ်ဝတ္ထုမှန်သမျှဒီလေးခုပေါင်းစပ်ထားတာပဲလို့တွေ့အောင်ရှာအဲ့ဒါမှတရားတွေ့ပဲဆိုဖြစ်မှာနော်ဒီမြတ်စွာဘုရားဟောတာတဲ့ဒီတရားကိုတွေ့အောင်ရှာရမယ်ဒါတရားတွေ့တာဟာဒါကိုသဘာဝလက္ခဏာရှုတော့ကတွေ့တာဒါပထမအဆင့်ပဲရှိသေးတယ်ညတပရိညာလို့ခေါ်တယ်သိရမယ်ဟာသိတာပဲရှိသေးတယ်ဝိပဿနာမရောက်သေးဘူးနော်ဒါဝိပဿနာမဟုတ်သေးဘူးသို့တော့ကိုယ်တဏ္ဍမှာတလေးပါတွေ့ပြီလားဆိုတာအဓိကကြတယ်အဲ့ဒါကိုအရင်ကြိုးစားအဲ့ဒါကြောင့်မို့ဒီကနေ့ပထမအဆင့်အနေနဲ့တလေးပါကိုတွေ့အောင်ပြီးတော့ထင်းနဲ့ရှာကြီးသိလာအောင်ကြည်ကြပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း